ဒီနေ့မှာတော့နိုင်ကအင်္ဂါသူတွေတော်လန့်လေးလုပ်ပေးဖြစ်ပါတယ်အဲ့ဒါလေးကိုဘလော့လေးတစ်ခုရိုက်ထားပါတယ်ဒါလေးကတော့ပထမအဆုံးချက်သားဟင်းအတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းလေးတွေပါနိုင်ကချက်သားဟင်းကိုကြော်ချက်လေးကြော်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ချက်သားကိုအခုလိုမျိုးလေးနှက်ထားပါတယ်စားစနုဟင်းညုံမုံလေးနဲ့စီပူလာပြီဆိုလို့ရှိရင်တော့နိုင်ကဆွမ်းတော့ကနှက်ထားတဲ့ချက်သားလေးတွေကိုလူချင်တဲ့အနေထိရောက်အောင်လို့ကြော်လိုက်ပါတယ်နိုင်ကတော့ကျွတ်ကျွတ်ကလေးကြော်လိုက်ပါတယ်ပေါ့နော်ချက်သားဟိုးလေးကြော်နေတဲ့ချိန်တိုင်းကမုံလာဥပြူဟင်းရည်အတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းလေးတွေကိုရင်းနဲ့တန့်စင်အောင်စီကြောပေးလိုက်ပါမယ်ပြီးတော့နန်းနန်းမင်းလေးလည်းအုပ်မယ်ပေါ့နော်နန်းနန်းမင်းလေးထည့်ရင်မွေးတယ်လို့ပြောလို့ပါရှင်ပြီးရင်တော့ခုနကကြော်ထားတဲ့ကြက်သားလေးတွေကိုလိုချင်တဲ့အနေရပြီဆိုလို့ရှိရင်ဆယ်လို့ရပါပြီ။နိုင်ကအရေကွင်လေးတွေပါထည့်ပြီးတော့ကြော်ထားပါတယ်။ပြီးရင်တော့ဆောနာကကြက်သားကြော်ထားတဲ့အိုးထဲမှာပဲပေါ့နော်ကြက်သွန်ဖြူကိုစီတက်ပါမယ်။နိုင်ကတော့ကြက်သားကြော်လေးတွေမှုေးနေတဲ့အနံ့လေးနဲ့စီတက်ချင်လို့အိုးကိုတမင်မစေးပဲထားလိုက်တာပါ။ချက်သွန်နီလေးတွေရဲလာပြီဆိုလို့ရှိရင်တော့ငရုတ်သီးခွဲချမ်းမုံလေးကိုလိုတလောက်ထည့်ပါမယ်ပြီးရင်ပါဝင်ပစ္စည်းအနေနဲ့ငမြာရေးစားဟင်းညုံမုံလေးထည့်ပြီးတော့ဆောနာကချက်သားကြော်ထားရလေးနဲ့ထည့်လုံးပါမယ်အခုလိုမျိုးလေးရပြီဆိုရင်ရေဆက်ဆက်လေးထည့်ပြီးတော့ကိုလိုချင်တဲ့အနှစ်ပမာဏလျောက်ရေထည့်ပြီးတော့အုပ်ထားလို့ရပါပြီပြီးရင်တော့အခုလိုလေးစီပြန်လာပြီဆိုရင်ချက်သားဟင်းလေးရပြီပေါ့နော်။နိုင်ကနေကင်းစာလေးနီးပြီဆိုတော့မုံလာဦးဖြူဟင်းရည်လေးကိုအခုလိုပဲမြန်မြန်လေးချက်လိုက်ပါတယ်။ပါဝင်ပစ္စည်းလေးကိုတော့ဗီဒီယိုထဲမှာပဲရိုက်ပေးထားပါတယ်။နိုင်တို့ဖွဲကလေးတီလာဟင်းရည်ချက်ပြီဆိုလို့ရှိရင်အခုလိုရေများများနဲ့ကြိုက်တဲ့အတွက်ကြောင့်မို့လို့နိုင်ရရေကိုအများကြီးထည့်ပြီးတော့အရေတောက်များများတောက်အောင်လို့ချက်ထားပါတယ်။